မင်္ဂလာရှိသောညချမ်းလေးပါချစ်တို့ရေကျမ်းမာရေးအသိပညာဘုဒ္ဓဘာသာများကိုတင်ဆက်ပေးနေကြ Healthy Habits and Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ရှင်တို့ညီလေးမလန်းဆန်းခြင်းညှိုးနှွမ်းခြင်းပန်းသေးပန်းညိုယောဂါကကင်းဝေးစေဖို့စားပေးရမယ်အစားအစာများကိုကျမ်းမာရေးအရာထိရောက်စွာပြပြပေးသွားမှာဖြစ်လို့ဆန်လေးရဲ့မျက်နှာလေးကိုကြည့်ရင်အဆုံးထိလိုက်ပါစီမျိုးနားထောင်ပေးကြပါအောင်နော်ကိုကိုတို့ရေရှင်တို့အကြောက်ဆုံးအရာကရှင်တို့ညီလေးညှိုးနှွမ်းပြီးစိတ်သွားတိုင်းကိုမပါဖြစ်နေတာမလားရှင်ရှင်တို့အသေးလေးဆန်ဒီကရှင်တို့ညီလေးကိုအမြဲကျမ်းမာတကြအကျော်တပြိုင်ပြိုင်ထားနေစေဖို့စားပေးတဲ့အစာအစာများကိုပြပြပေးသွားပါမယ်နော်ခရမ်းညင်ဒီကိုများများလေးသာစားပေးပါကိုကိုရရေညီလေးဆွမ်းဆောင်ရေးကိုပို့တိုးစေပြီး3မိနစ်ကနေနာရီဝက်အထိဖြစ်လာစေတဲ့အစမ်းတတိတွေခရမ်းညင်ဒီမှာပါဝင်နေပါတယ်နောက်တစ်ခုကတော့ဖရဲသီးပါရဲ့ရှင်ဖရဲသီးကနှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်စေပြီးသမားကျိတ်ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုဒရဇမနာနဲ့ဆင်းနွှဲရင်တောင်ကြံ့ကြံ့ခံပေးမယ်ဓာတ်တွေပါဝင်ပါတယ်နော်ဒီတော့ဖုတ်ကြီးကိုချူပူ10ရက်တွေဖြစ်တဲ့အထိလေ့ကျင့်ပေးခြင်းတော့ဖရဲသီးစားပါနော်ကမာကိုစားပါအခွန်မာရေးတရဝါတွေကိုမကြမကြစားပေးပါကမာကောင်ဟာအမျိုးသားကျန်းမာရေးကိုအထူးအကျိုးပြုတာကိုအများစုသိထားပြီးသားပါကမာစားလိုက်တာနဲ့ချက်ချင်းကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်လိုစိတ်တွေတကယ်ဖြစ်ထွန်းပါတယ်ပြီးရင်ညီလေးကိုဝမ်းတီးတွေများများပို့ထွက်စေပါတယ်ကမာကိုစားရင်မမကြာကြာကြီးဖြစ်လိုက်ရအောင်နော်နောက်ဆုံးတစ်ခုကတော့အနက်ရောင်တန်းသောချောကလက်ကိုစားပါအနက်ရောင်ချောကလက်ထဲမှာပါတဲ့ flavor night ကသွေးစီစဉ်မှုကောင်းစေပြီးအမျိုးသားတွေမှာပန်းသေးပန်းညိုတာကိုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ပြီးရင်လေတမာချင်းကိုတန်ချောင်းကြီးတစ်ဖွဲပြောင်းလဲပေးနိုင်ပါတယ်အကျော်များတမာချက်ကငကားပတ်ဂေါ်လီရှိနေသလားလို့တောင်ထင်စေလို့ကျမရေးလိုက်စားရင်အခုပြေးဝယ်လိုက်ပါတော့နော်ကဲကိုကိုရေဆန်လီလေးဒီနေ့တင်ဆက်ပေးသွားတာကတော့ကျမရေးဘုဒ္ဓတခုများတာဖြစ်ပါတယ်နော်နေရချားတိုင်းမှာလေအခုလိုမျိုးထိမိအစိမ့်နေတဲ့ကျမရေးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရင်ချစ်ပါတယ်နော်တဒါ